မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ TNL ကလက်လွတ်လိုက်ရသောမိုးကုတ်နှင့်မိုးမိတ်တို့ကိုပြန်လည်သိမ်းပိုက်ရန် PDF တပ်များကထိုးစစ်ဆင်နေပြီးမိုးကုတ်တွင်စစ်ရေးအရအရေးပါသောစခန်းကုန်းတစ်ခုကိုသိမ်းပိုက်ရရှိဟု NUG ကောက်ွယ်ရေးဝန်ကြီးဌာနကကြေညာတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းမိုးကုတ်မြို့ရှမ်းပြည်နယ်မိုးမိတ်မြို့တို့ကိုပြန်လည်ထိန်းချုပ်နိုင်ရန် PDF တပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်ရေးအရအရေးပါသောစခန်းကုန်းတစ်ခုကိုသိမ်းပိုက်ရရှိထားကြောင်း NUG အစိုးရကယနေ့ဒီဇင်ဘာလ6ရက်နေ့တွင်သတင်းထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကောက်ွယ်ရေးဝန်ကြီးဌာနပြည်သူ့ကောက်ွယ်ရေးတပ်မတော်စစ်ရုံးချုပ်အနေဖြင့်မိုးကုတ်မိုးမိတ်ဒေသစစ်စင်ရေးစစ်ဦးစီးအဖွဲ့ကိုနိုဝင်ဘာလ9ရက်နေ့ကလေးကစတင်ဖွဲ့စည်းခဲ့ပြီးတပ်ဆိုင်ရာဒေသတွင်ရှိ PDF များပကဖများကိုစူးစီးစီလျက်တသက်မှတ်သေးသောအမိန့်ပေးကုတ်ကဲမှုစနစ်အောက်မှတဆင့်စစ်စင်ရေးကိစ္စများကိုအနီးကပ်ကြီးကြပ်ကုတ်ကဲလျက်ရှိကြောင်းသိရပါတယ်။ထို့ပြင်တိုက်ပွဲများမဖြစ်ပွားမီကပင်အပြစ်မဲ့အယက်သားပြည်သူလူထုများထိခိုက်မှုမရှိစေရေးအတွက်ဘေးလွတ်ရာနေမြေများသို့ကြိုတင်ရွှေ့ပြောင်းပေးခြင်းနေရာချထားပေးခြင်းနှင့်လိုအပ်သောထောက်ပံ့ကူညီမှုများကိုအချိန်နဲ့တပြေးညီပေးအပ်နိုင်ရေးတို့ကိုအရက်ဖက်လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍အလင်းအမြန်ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာလ30ရက်နေ့ညနေ6နာရီခန့်မှစတင်ပြီးမိုးကုတ်မြို့နယ်အတွင်းရှိအကြမ်းဖက်စစ်တပ်ခြေကုပ်ယူလာသောနေမြေများကိုဒေါ်လာရေးတပ်ဖွဲ့ဝင်များကအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းထို့သောတိုက်ပွဲဖြစ်ပွားသည့်နေ့မှစ၍ဒီဇင်ဘာလ6ရက်နေ့အထိတပတ်တာကာလအတွင်းတိုက်ပွဲကြီးငယ်ပါ9ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးအရေးပါသောအကြမ်းဖက်စစ်တပ်၏စခန်းကုန်းတစ်ခုကိုဒေါ်လာရေးတပ်ဖွဲ့များကလက်ရသိမ်းပိုက်ထားနိုင်ခဲ့ကြောင်းသိရပါတယ်။ပြည်သူ့ကောက်ကွယ်ရေးတပ်မတော်နှင့်ပြည်သူ့ကောက်ကွယ်ရေးအဖွဲ့များအနေဖြင့်မိုးကုတ်မိုးမိတ်ဒေသသို့ကျူးကျော်ဝင်ရောက်လာသောအကြမ်းဖက်စစ်အုပ်စုတပ်များကိုပြည်သူလူထုနှင့်လက်တွဲပြီးရွရွချွန်ချွန်ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း NUG အစိုးရကပြောဆိုထားပါတယ်။ TNL ကတရုတ်နိုင်ငံ၏ဂျားဝင်မှုဖြင့်၎င်းတို့သိမ်းပိုက်ထားသောမိုးကုတ်နှင့်မိုးမိတ်မြို့တို့ကိုစစ်တပ်ထံသို့ပြန်လည်ပေးအပ်ပြီးအောက်တိုဘာလ29ရက်နေ့မှစတင်၍စစ်တပ်နှင့်အပြစ်ခတ်ရဲစဲထားခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးထိုင်းဘက်သို့မြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးနှင့်ကြီးစံများထပ်မံကြားရောက်ပါကအင်အားသုံးမှုစီးမြင့်များအတိုင်းလှုပ်ဆောင်မည်ဟုထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တတိပေးတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်မင်းလက်ပံကျေးရွာအနီးစစ်တပ်နှင့် KNL တို့အကြားတိုက်ပွဲဖြစ်သောနေရာများကြောင့်မြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးနှင့်ကြီးစံများထိုင်းဘက်သို့ကြားရောက်လျက်ရှိရာရှင်ကဲ့သို့ထပ်မံဖြစ်ပွားပါကအင်အားသုံးမှုစီးမြင့်များအတိုင်းလှုပ်ဆောင်မည်ဖြစ်ကြောင်းထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးရှုခစ်ဘော့တနန်ကသတိပေးလိုက်ပါတယ်။ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကထိုင်းနိုင်ငံအတွင်းသို့မြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးများကြီးစံများကြားရောက်နေသောသတင်းပေးအစီရင်ခံမှုများကိုရရှိထားကြောင်းရှင်းတို့ကြားရောက်နေမှုများနှင့်ပတ်သက်၍ထိုင်းစစ်တပ်ကိုမြန်မာဘက်သို့သတိပေးဆောင်ရွက်ရန်ညွှန်ကြားထားကြောင်းထိခိုက်ဒဏ်ရာရရှိမှုများရှိတော့လဲသေဆုံးမှုမရှိသေးကြောင်းအကယ်၍လက်နက်ကြီးနှင့်ကြီးစံများထိုင်းဘက်သို့ထပ်မံကြားရောက်ပါကအင်အားသုံးမှုစီးမြင့်များအတိုင်းအကောင့်ထဲဖော်သွားမည်ဖြစ်ကြောင်းသတိပေးပြောဆိုပါရယ်ထို့ပြင်မြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးနှင့်ကြီးစံများကြားရောက်နေသောနေရာများအပါအဝင်အန္တရာယ်ရှိသောနေရာများမှာအယက်သားများကိုဘေးလွတ်ရာရွှေ့ပြောင်းရန်အမိန့်ပေးမည်ဖြစ်ကြောင်းထိုင်းစစ်တပ်၏ဗိုလ်ချုပ်ကြီးကပြောဆိုပါရယ်ရှမနီနနက်ပိုင်းကရင်ပြည်နယ်မြောက်ပြည်မြို့နယ်မင်းလက်ပံကျေးရွာအနီးစစ်တပ်နှင့် KNL တပ်များအကြားတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကမြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးထိမှန်၍ထိုင်းနိုင်ငံအတွင်းသို့ကြားရောက်ပြီးထိုင်းနိုင်ငံသားတအုပ်အပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။အလားတူဒီဇင်ဘာလ1ရက်နေ့ည9:35မိနစ်အချိန်မြန်မာနိုင်ငံဘက်မှပြစ်ခတ်သောထိုင်းကြီးစံကထိုင်းနိုင်ငံမဲဆောက်မြို့ဘက်အချမ်းရှိကျေးရွာအတွင်းသို့ကြားရောက်ပြီးအသက်68နှစ်အရွယ်ထိုင်းနိုင်ငံသူအမျိုးသမီးကြီး၏ဘဲဘက်ခြေထောက်ကိုထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ထိုင်းစစ်တပ်ကလက်နက်ကြီးစံများထိုင်းဘက်အချမ်းသို့ကြားရောက်နေမှုနှင့်ပတ်သက်၍မြန်မာဘက်အချမ်းသို့တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ပြီးထိုင်းမြန်မာနယ်စပ်တစ်လျှောက်တွင်လုံခြုံရေးပုံမှုတင်းကျပ်ထားကမြန်မာဘက်သို့ထိုင်းစစ်တပ်ကမိခိုးပုံများပြန်လည်ပစ်ခတ်ခဲ့ပါတယ်။နိုဝင်ဘာလ30ရက်နေ့ထိုင်းဘက်သို့မြန်မာဘက်မှပစ်ခတ်သောလက်နက်ကြီးများကြားရောက်ပြီးနောက်တောင်ရင်းမြစ်ကိုဖြတ်ကူသောနယ်စပ်ဂိတ်များအလုံးကိုထိုင်းအာဏာပိုင်များက9ရက်တိတိပိတ်ပင်လိုက်ကြောင်းဒီဇင်ဘာလ1ရက်နေ့ထိုင်းစစ်တပ်ကတရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။မြောက်ပြည်မြို့နယ်မင်းလက်ပံကျေးရွာအနီးရှိကြားဖြန့်ရုံများကို KNU ကနိုဝင်ဘာလ21ရက်နေ့သိမ်းပိုက်ခဲ့ပြီးနောက်အဆိုပါနေရာများရှိကြားဖြန့်အလုပ်ရုံနှင့်ဝင်းများကိုစုံစမ်းစစ်ဆေးရေးများလှုံ့ဆော်နေချိန်စစ်တပ်ကရင်းနေရာများကိုပြန်လည်သိမ်းပိုက်နိုင်ရေးထိုးစစ်များအရှိန်အဟုန်မြင့်နေခြင်းဖြစ်ကြောင်းနယ်စပ်စစ်ရေးသတင်းရင်းမြစ်များ၏အဆိုအရသိရှိရပါတယ်။ဆက်လက်ပြီးတံပြန်ဒရုန်းနီးပြူဟာတိုးတက်အောင်လှုံ့ဆော်ရန်တင်နန်းစစ်သားများအားမင်းအောင်လှိုင်ပြောဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည်လက်နက်ကင်လမ်းစဉ်ကြောင့်ဟုလေလက်နက်နှင့်အာဏာသိမ်းထားသောစစ်ကောင်းဆောင်ကဆိုတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ပွဲတွေမှာဒရုန်းအသုံးပြုလာတာများပြားလာလို့တံပြန်ဒရုန်းနီးပြူဟာနဲ့ကာကွယ်ဖို့နီလန်းတွေအတွက်ဤပညာပိုင်းတိုးတက်အောင်လှုံ့ဆော်ဖို့လိုအပ်တယ်လို့အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောလိုက်ပါတယ်
ပြုံးလင်မြို့မှာဒီဇင်ဘာလ9 ရက်မနေ့ကပြုလုပ်ခဲ့တဲ့စေအုပ်စုရဲ့နည်းပညာတက္ကသိုလ်အမှတ်စဉ်29တင်နန်းစင်ပွဲမှာစစ်ကောင်ဆောင်ကအခုလိုပြောကြားခဲ့တာပါဒီကနေ့စစ်ပွဲတွေမှာနည်းပညာမြန်မာတိုးတက်လာတာနဲ့အတူဒရုန်းအသုံးပြုတဲ့နယ်ပယ်မှာလည်းကျေပြန့်လာတဲ့အတွက်ဒရုန်းနဲ့တံပြန်ဒရုန်းနည်းပြဟာတွေကာကွယ်ဖို့နည်းလမ်းတွေကိုကောင်းကောင်းသိနာလေထားပြီးထိထိရောက်ရောက်အသုံးချနိုင်ဖို့နဲ့နည်းပညာပိုင်းမှာလည်းမျက်ခြေမပြတ်စေပဲစင်ဆက်မပြတ်တိုးတက်စေရေးလှုံ့ဆော်ဖို့လိုတယ်လို့မင်းအောင်လှိုင်ကပြောကြားခဲ့တာဖြစ်ပါတယ်ဒါပြင်စစ်ပွဲတွေမှာဉာဏ်ရည်တုနည်းပညာ AI စနစ်ကိုအသုံးပြုပြီးအချိန်နဲ့တပြေးညီသတင်းအချက်လက်စုဆောင်းနိုင်ရင်ရန်သူရဲ့လှုပ်ရှားမှုကိုထိထိရောက်ရောက်ထောက်လှမ်းနိုင်မှာဖြစ်တယ်လို့လည်းဆိုပါတယ်။အဲ့ဒီအတွက်စစ်နည်းဗျူဟာကျွမ်းကျင်မှုလေကြောင်းအကဲတာမှုနဲ့ electronic နည်းပညာတာလွန်မှုလက်နက်ခဲယမ်းတွေခင်မီကောင်းမွန်မှုထိရောက်တိကျမှုတွေကစစ်ပွဲရဲ့အနိုင်ရှုံးကိုအဓိကအဆုံးအဖြတ်ပေးလာတာဖြစ်တယ်လို့စေကောင်းဆောင်ကပြောပါတယ်။စေအုပ်စုရဲ့နည်းပညာတက္ကသိုလ်အမှတ်စဉ်29တင်နန်းစင်ပွဲဟာဒီဇင်ဘာလ3 ရက်နေ့မှာကျင်းပခဲ့တဲ့စစ်တက္ကသိုလ်အပတ်စဉ်69တင်နန်းစင်ပွဲအပြီးမကြာမီကျင်းပခဲ့တဲ့ပွဲလေးဖြစ်ပါတယ်။မင်းအောင်လှိုင်ဟာဒီလိုတင်နန်းစင်ပွဲတွေမှာသူထင်ရမြင်ရတွေကိုခက်တီတီပြောကြားလေးရှိပါတယ်။စစ်တက္ကသိုလ်အပတ်စဉ်69တင်နန်းစင်ပွဲမှာလည်းဒီမိုကရေစီနောက်ပြန်ဆွဲနေရခြင်းသည်လက်နက်ကင်ကြခြင်းကြောင့်ဖြစ်တယ်လို့ရွေးကောက်ခံပြည်သူအစိုးရကိုလက်နက်အားကိုနဲ့အာဏာသိမ်းခဲ့တဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါသေးတယ်။ဒီလိုလက်နက်ကင်လမ်းစဉ်နဲ့ဖြည့်ရှင်းတဲ့ကြိုးပမ်းမှုဟာနှစ်ပေါင်း80ကျော်ကြာတဲ့အထိမိသည့်ရလက်မှမထွက်လာတာကိုသင်ခန်းစာယူဖို့လိုသလိုဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာလက်နက်ကင်လမ်းစဉ်ကြောင့်ဆိုတာအမှန်တိုင်းရှုမြင်ကြဖို့အချိန်ကျနေပြီဖြစ်တယ်လို့စစ်ကောင်ဆောင်ကခက်တီတီပြောကြားခဲ့တာပါဒီလိုတင်နန်းစင်ပွဲတွေကြောင့်မင်းအောင်လှိုင်ဟာပြုံးလွင်နဲ့မန္တလေးမြို့တွေကိုပြီးခဲ့တဲ့ရက်ပိုင်းကရောက်ရှိနေခဲ့တာဖြစ်ပြီးအဆိုပါမြို့တွေမှာစစ်သားအပြည့်နဲ့လုံခြုံရေးအလွန်တင်းကျပ်နေချိန်မှာပဲလူအလွန်စီကားတဲ့မန္တလေးမြို့လေဆေးထုံမှာဒေါက်တာတေစာဆန်ကိုနန်းလင်းရှမ်းကိုခန့်ဝေဖြိုစကိုင်းတို့ဦးဆောင်တဲ့လူလူတပိတ်ကောင်းဆောင်တွေကစစ်အာဏာရှင်စနစ်ကြာရှုံးရေးနဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းတို့ကိုလက်ကမ်းစာဆောင်များဖြန့်ကျဲကကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။ဆက်လက်ပြီးဖိလစ်ပိုင်မြန်မာဘောလုံးပွဲအားပေးနေတဲ့ဒီပဲရင်ပရိသတ်ကိုစစ်ကောင်စီဖုံးကျင်းတေဆုံးသူ18ဦးအထိတိုးလာတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံတွင်ကျင်းပနေသောစီကိန်းဘောလုံးပြိုင်ပွဲတွင်မြန်မာအမျိုးသမီးအသင်းကဖိလစ်ပိုင်အမျိုးသမီးအသင်းကို2 ဂိုးတကူနှင့်အနိုင်ရရှိခဲ့သောပွဲအားပြန်လည်ကြည့်ရှုနေသည့်စကိုင်းတိုင်းဒီပဲရင်မြို့နယ်ကပရိသတ်များစုဝေးရာလက်ဖက်ရည်ဆိုင်ကိုစစ်ကောင်စီကယမန်နေ့ဒီဇင်ဘာလ9 ရက်ည8 နာရီအချိန်တွင်လေကြောင်းပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မြန်မာအမျိုးသမီးဘောလုံးအသင်းအနိုင်ပွဲအားပြန်လည်ပြသမှုကိုကြည့်ရှုနေသည့်ဒီပဲရင်မြို့နယ်မရကန်ကျေးရွာရှိလက်ဖက်ရည်ဆိုင်မှလူစုလူဝေးကိုစစ်ကောင်စီကလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ထိုတိုက်ခိုက်မှုကြောင့်ကလေးငယ်များအမျိုးသမီးများအပါအဝင်တေဆုံးသူ18ဦးအထိတိုးလာနေပြီးဒဏ်ရာရရှိသူလည်း30ဦးထက်မနည်းရှိကြောင်းသိရပါတယ်။တေဆုံးသူများတဲတွင်ကလေးငယ်အနည်းဆုံး2ဦးပါဝင်ပြီးဒဏ်ရာရရှိသူများတဲတွင်လည်းဒဏ်ရာပြင်းထန်၍အသက်အန္တရာယ်စိုးရိမ်ရသူများလည်းရှိနေသေးကြောင်းသိရပါတယ်။အာဏာသိမ်းစစ်ကောင်စီသည်အပြစ်မဲ့ပြည်သူများအားနေ့စဉ်နှင့်အမျှလေကြောင်းပုံကျဲတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီးပြည်သူများအားရည်ရွယ်ချက်ရှိပုံကျဲတပ်ဖြတ်နေခြင်းဖြစ်ပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။